မြတ်စွာဘုရားတို့တဝါတရားတော်တွေတဝါသံဃာတော်အရှင်သူမြတ်များတွေတဝါသုံးဝါတော့ဝက်ပါသားရဝက်မယ်အမေပေါ့လိမ္မာရသားညကြချစ်သူနဲ့ချင်းတွေ့တယ်ရှင်ဘဏဝါဝက်မယ်စိတ်ကူတော့အမေကတော့သုံးဝါပြောတယ်ကျမတဝါပဲအာမခံနိုင်မယ်နော်ရှင်ဘသူကသုံးနဲ့စောင့်နေမှာတော့ချစ်သူကပြောလိုက်တော့အမေကိုသွားပြန်ချွဲညကြအမေအဖေလည်းလဲတဲ့ဆင်းရတာပင်မမှာတယ်မြေသုံးဝါယူမရပါဘူးလားတဝါလောက်တော့ပေါ့မလုပ်ပါနဲ့သားရဲ့မင်္ဂလာပါစာပေဗဟုသုတ channel မှာကြိုဆိုပါရစေဒီနေ့မှာမြန်မာစာရေးဆရာကြီးများ၏အတွေးခေါ်များထဲမှာအရေးကြီးဆုံးအပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဗာကြီးစာလုံးဝမတက်ဘူးဗာကြီးချစ်မောင်ကျွန်တော်ကုန်းဆောင်ဟိုဘက်မှာပေတော့နဲ့ပင်တုံးဆိုရွာရှိတယ်တနေ့တော့ဗာကြီးချစ်မောင်ကငါမင်းပင်တုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစာပေးလိုက်ချင်တယ်ဗာကြီးတန်လုံးကဟိုးဘက်ရွာ2မိုင်လောက်ဝေးတယ်ကျွန်တော်ဗာကြီးလည်းစာမတက်ဘူးစာပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဗာကြီးပေးလေလို့ဆိုစာပေးလိုက်တော့အထက်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဗာကြီးကစာလည်းမတက်ဘူးစာလည်းပေးလိုက်တယ်ပေါ့ကျွန်တော်အိတ်ထက်ကထုတ်ဖတ်လိုက်တော့ဒုချောင်းနှစ်ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထမ်းပင်လေးဆွဲထားနောက်20အိုးလေးတွေကအငွေ့လေးထွက်နောက်ဒီဘက်မှာ4တိုင်စင်လေးပြီးတော့ဒီမှာဝါလုံးလေးကိုသူခဲရတယ်မင်းနဲ့ဟာမြတ်စွာဘုရားအဲ့ခေလည်းမပါပြီးလည်းမပါပဲနဲ့ဗာရိတန်အလုံးကိုစာပေးလိုက်တယ်ဆိုတော့မြင်းလဲဆရာကိုကြောက်ခဲကိုပြရတယ်ကျွန်တော်ကကိုကြောက်ခဲဖတ်စမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညရတယ်ကြားတယ်ကွာတဲ့နော်ကိုတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာကိုဗာရိတန်လုံးအဖဥချမောင်ကစာပေးလိုက်လို့အမလီအဲ့စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဗာပြဆိုတော့အမဒီကောင်လာစား2ရက်နေလာမယ်ပြောနေတာတဲ့ငါတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့2ရက်လောက်နေပြီထရီလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်က၄တိုင်စင်ကအရင်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဝါလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်အေးဟုတ်သားပဲဒီဘက်ကဒုချောင်းကြီးအဲ့လိုနှစ်ချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပေးတဲ့စားပေါ့ကွာတဲ့ဟုတ်တယ်ဖြစ်တာပဲအရေးကြီးတာနားလဲပေါ့ပါနော်ကျွန်တော်တို့လူပဲအမတန်ချစ်စရာကောင်းတယ်ကြပြလင်္ကာတွေတချင်းဖြစ်အောင်ဖွဲ့ကြဆိုကြတယ်ဆိုတော့ရွတ်တယ်ဝဆနာလင်္ကာရတတ္ထာလင်္ကာရကြပြကတချင်းဖြစ်တယ်ကျွန်တော်တို့ထက်မှအများကြီးရှိတယ်ကျွန်တော်တို့မှာဆိုတော့စင်ကြီးမြန်ကြီးရိတ်ကြီးကြောတောင်နေရမခံပန်းပြန်ပင်စင်မြင်းနဲ့ရံပဲခက်လက်စိမ့်မြမိုးမခဘူးနွေလာတန်ပေါက်ရင့်ကျင်ငယ်ရောက်ခါမှနှင်းတောက်ကရွှင်ရွှင်ပွင့်ဖူးတွေစင်ကြသည်ဒါကြပြလူရွတ်လိုက်တာအတန်ထဲတော့တချင်းဖြစ်တယ်စင်ကြီးမြန်ကြီးရိတ်ကြီးကြောတောင်နေရမခံပန်းပြန်ပင်စင်မြင်းနဲ့ရံပဲခက်လက်စိမ့်မြမိုးမခဘူးနွေလာတန်ပေါက်ရင့်ကျင်ငယ်ရောက်ခါမှနှင်းတောက်ကရွှင်ရွှင်ပွင့်ဖူးတွေစင်ကြသည်တချင်းဖြစ်တယ်တပြန်တပြီတနာကြီးမြတဆန်းချီမြင်မိနိုင်အောင်ပဲစစ်စစ်ကဲလျင်ထိလူမိုးစီတိမ်တို့မိတာထွတ်ဖုံးကောင်ဖျားမြတ်စေရီပါ၌နေချားမြေဝေးနှောင့်ချစ်ထွေးနဲ့တရီချစ်ခွင့်ကျင်းရနုရှင်တပြန်တနာကြီးတပိစနာတလိဋ္ဌာတအန်သာလို့မြန်မာနိုင်နဲ့မပြောနဲ့တဆန်းချီမြင်လေးကွာတောင်မောင်းနဲ့ဝေးရပြီထင်ပါတယ်ရှင်တဲ့မိုးနဲ့မြေလိုကွာတယ်လို့ထင်ပါတယ်လို့ပြောတဲ့ကြပြလေးအတန်ထဲတော့ချင်းဖြစ်တယ်တပြန်တပိတနာကြီးမြတဆန်းချီမြင်မိနိုင်အောင်ပဲစစ်စစ်ကဲလျင်ထီလူမိုးစီတင်လို့မိတာထွတ်ဖုံကောင်ဗျာမျက်စရီပါနိုင်နေချာမြည်ဝေးနောင်ချေထွေးနဲ့တရေချစ်ခွင့်ချင်းရနုရှင်တရေချစ်ခွင့်ချင်းရနုရှင်ချင်းဖြစ်တယ်ခံစားရတာပေါ့နော်ဟုတ်ပြီကြပြလေးဆရာဆိုကြီးရဲ့ကြပြနေလုံးရဲ့နီးတိမ်မကြီးငွေသွင်းနဲ့နတ်ရေးတီတို့ဒီအကြတွင်ဖြင့်အလှလတာပြင်ကကျူရိုးရှင်လှေကလေးနဲ့မျောငေးလို့ပြည်လာလန်းရဲ့တပိုက်အတန်လေးထက်ကြည့်အောင်နေလုံးရဲ့နီးတိမ်မကြီးငွေသွင်းနဲ့နတ်ရေးတီတို့ဒီအကြတွင်ဖြင့်
အလှလတာပြင်းကကျူယူရှင်လေကလေးနဲ့မျောငေးလိုအချင်းဖြစ်တာပဲဒါကြောင့်ဆရာဆရာမများဒုတိယမိခင်များဟာအရေးကြီးတယ်9 နှစ်ပြည့်တော့ကျောင်းပို့ဆရာဆရာမများရဲ့ဂုဏ်ကျေးဇူးနဲ့နေဝမြင့်စင်ပေါ်ကဟောတယ်သို့တော်လည်းပဲဒီဘက်ခေတ်ဘွဲရတဲ့ကလေးတွေကစာမဖတ်ကြတော့ကလေးမှောင်မတင်ပေးနိုင်ကြဘူးစာကိုမပြောနဲ့စိတ်ကိုမပြောနဲ့စာကိုတောင်ဖြောင်းအောင်မတင်နိုင်ဘူးမမလေးပြိုးဥယျာဉ်အဝင်မသားပြီးတော့ဘောရီရွှေကျောင်းနဲ့တင်းနေတာဘုံကြောင်ရှိတယ်တဲ့ညောင်ပင်ရှိတယ်ရှိရလမ်းလေးနဲ့ဒီကတရက်ပင်နေမင်္ဂလာပင်နေပိန်းနေပင်နေနဲ့အမတန်သားရတဲ့ဟဲ့လို့တင်းနေတယ်ကျွန်တော်စတိခင်ခင်တို့ကလည်းကျောင်းဆရာမကျွန်တော်သွားတယ်ကဟိုဘက်ကဆရာမတင်းနေပိန်းနေပင်နေမင်္ဂလာပင်နေနဲ့ကျောင်းဝင်လမ်းလေးကသားရလို့ကျောင်းကြီးဝိဟာရနဲ့ညောင်ပင်ကြီးရှိတယ်မမလေးပြိုးဥယျာဉ်ဝင်မသားပြီးတော့ဘောရီရွှေကျောင်းသမင်းစားကြရဆရာမလေးခေါ်တာတမီးရဲ့မှားနေမဟုတ်ရဲ့တမီးစင်တာမှားတယ်အဲ့လိုမဟုတ်ဘူးတို့မြန်မာများကရှေ့15 နှစ်သားမှရှင်ပြုရတယ်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတရဏဂုံ3ပါးပြီးပြီးသာရွတ်နိုင်မှရှင်ပြုရတယ်တိခိယ95ပါးလိန်10ပါးဓာန်10ပါးသင်္ကန်းတောင်သင်္ကန်းရှောင်များဥပ္ပစ္စေဆရာတော်ဘုရားရှိမှကြာနာနာသူကိုယ်တိုင်တောင်းနိုင်မှရှင်ပြုကြတယ်အဲ့ဒါနဲ့ဘာဆိုင်လဲဆရာရဲ့အေးပြောပြမယ်မြန်မာလူငယ်တွေကရှေ့ကထွားကြမ်းရတယ်ကြာရောင်ကြီးဝေးကြီးနဲ့ဒီကလည်းထိုးခွင်းဒူးကြတယ်မေးရခေါ်ပြောတယ်တာရဲ့ဒီနှစ်စပားပေါ်ရဲ့အမေသားကိုရှင်ပြုမယ်နော်ငါသားလေးကိုရှင်ပြုမယ်ဟုတ်ကဲ့မေအေးခုပြီးစိမ့်စိမ့်သင်္ကန်းဝါဝါနဲ့သားကိုရင်ရဲ့တပိတ်တော်ရဲ့ဆွန်းလောင်းရတဲ့အရာသာအမေတို့မူးစုပဲစုနဲ့စုလာတာ3 ဝါဝက်ပါနော်သားတပိတ်တော်တဲ့အမေဆွန်းလောင်းခြင်းနဲ့ဟဲ့အဖေဆွန်းလောင်းခြင်းနဲ့မြတ်စွာဘုရားတို့တဝါတရားတော်အတွက်တဝါသံဃာတော်အရှင်သူမြတ်များအတွက်တဝါ3 ဝါတော့ဝက်ပါသားရဲ့ဝက်မယ်အမေပေါ့လိမ္မာတဲ့သားညကြချစ်သူနဲ့ချင်းတွေ့တယ်ရှင်ဘဏဝါဝက်မယ်စိတ်ကူတော့အမေကတော့3 ဝါပြောတယ်ကျွန်မတဝါပဲအာမခံနိုင်မယ်နော်ရှင်ဘသူက3 နှစ်စောင့်နေမှာတော့ချစ်သူကပြောလိုက်တော့အမေကိုသွားပြန်ချွဲညကြအမေအဖေလည်းလဲတဲ့ဆင်းရတာပင်မမှာတယ်မြေ3 ဝါယူမရပါဘူးလားတဝါလောက်တော့ပေါ့မလုပ်ပါနဲ့သားရဲ့ပေါ့မေကအမျက်ကြီးကြမျက်ကြီးကြတော့ဟုတ်ပါပြီအမေပေါ့ထားပါတော့ဒီမှာချစ်သူ2 ယောက်ရှိတယ်ယောက်ျားလေးချစ်သူက16 နှစ်မိန်းကလေးချစ်သူက15 နှစ်ဒီမိန်းကလေးကကိုယ့်ရဲ့ကြည့်တဲ့ချစ်သူကိုဥယျာဉ်လို့ခေါ်တယ်ရွယ်သူချင်းကြတော့မိန်းကလေးကလည်း15 နှစ်ယောက်ျားလေးကလည်း15 နှစ်ရွယ်သူချင်းချစ်သူကြတော့ကိုယဉ်လို့ခေါ်တယ်ယောက်ျားလေးချစ်သူက15 နှစ်မိန်းကလေးက16 နှစ်ကြီးနေရင်မောင်ရင်လို့ခေါ်တယ်ဒုလူမျိုးကဥယျာဉ်ဆိုတာအကိုရွယ်သူချင်းကြတော့ကိုရင်ကိုယ့်ရဲ့ငယ်တဲ့ချစ်သူကြမောင်ရင်လို့ခေါ်တယ်ဒါကြောင့်မမလေးပြုတ်ဥယျာဉ်အဝင်မှာသာပေတော့ဘောရီရွှေချောင်းဆိုတာတရက်ပင်နေပင်းနေပင်နေမဟုတ်ဘူးအကိုလို့ခေါ်တာဟဲ့ဥယျာဉ်ဆိုတာနဲ့သစ်ပင်စိုက်တယ်နော်တော်ဆိုးတယ်နော်စာမဖတ်ဘူးစံကပွဲဆရာမတွေဟုတ်ပါဘူးမန္တလေးဆရာမတွေပြောတာပါနော်နောက်ဆရာမတယောက်ကပို့ဆိုးသေးတယ်ဝါကောင်လာပြောင်းမိချောင်းဖွေးဖွေးမိုးအေးတဲ့ကျွန်တော်ဇနီးကမြေဘေးကအိုင်းတိုင်းဆိုတဲ့ရွာမှာတာဝန်ကျတာဆရာမအတင်းတယ်အခုလေဝါကောင်လာဆိုရင်လေတဲ့မိုးလေးကဖွေး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 နဲ့ကြပြီးဟောမြစ်ထဲမိချောင်းတွေဖွေး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 နဲ့တက်လာတော့ဟာဒီကောင်လေးလန့်သွားကြည်စမ်းဒီအိမ်ရောက်တော့မေကတားရီနွားစာလေးဆင့်ခတ်ပါဦးအမလီဝါကောင်သတင်းကြိုဟိုဘက်တစောင်းမုံကြမှာခတ်မယ်အဖေခခိုင်ဘာလို့တော့အမလီဒီလိုဝါကောင်လားဆိုမိုးလေးဖိုးဖိုးနဲ့မိချောင်းတွေခမရလှိမ့်လှိမ့်တက်တာခမရတော့တလုံးမပြောခဲ့ဘူးကြည်စမ်းဆရာမကပြောလို့ပေါ့မိချောင်းမပြောပါနဲ့ဟေးအိမ်မြောင်တော့မတွေ့ဘူးပါဘူးတို့တို့လည်း60ကျော်ပါပြီဟာခမရစားတယ်လည်းပါတယ်ဆရာမကလည်းပြောလိုက်တယ်မလို့နဲ့သတင်းကြိုဟိုဘက်မှာမေးကျွန်တော်ခတ်မယ်အဲ့ဒါကျွန်တော်မထူကပြောရတာဟဲ့မမူလာအောင် not the crocodile it's a flower မိချောင်းမှာလည်းရေခတ်ခိုင်းလို့မရဘူးခလေးတွေဟမ်ဟုတ်လားဒီညီမနဲ့ပြန်ပြင်သင်လိုက်ပြရွာတွေကငါတိုင်လိုက်တယ်ပေါ့နောက်နေ့ကျဆရာမပြင်းတင်တယ်ဆရာမများထုံးစံပေါ့မလိမ့်တပတ်နော်မန္တလေးကဆရာမတွေပြောပါတယ်မနေ့တုန်းကသားတို့သမီးတို့လေတဲ့ဆရာမတင်လာမိချောင်းဖွေးဖွေးမိုးမိချောင်းတွေဖွေးဖွေးတက်လာတယ်မလားတဲ့ခလေးတွေကဆောင်းနေမျက်လုံးပြူးနေဒီခေတ်မဟုတ်တော့ပါကွယ်တဲ့ဒီခေတ်တော့မော်တော်ပန်ကာတွေခုတ်လို့သေးကုန်ပါပြီတဲ့စာမဖတ်တော့ကျုံတယ်လို့ကြားတယ်လို့သင်တာအတန်းထဲမှာ90ရှိရင်ဒီဆရာမ16 နှစ်လောက်အလုပ်လုပ်တယ်ဆိုမြောက်တာကြည့်တော့ဘလို့မှားရီများလိုက်မယ်နော်စာဖတ်ကြပါပေါ့နော်
နောက်ဆရာမလေးတယောက်ကတော့အတန်လေးနဲ့သင်တာသူကစာပလွင်ရင်မပိုက်ပါလို့ကျောင်းတော်ကိုတဲ့လိုက်မဲပြင်းဟာတော်လိုက်တာသမီးလက်ပေါင်းဘယ်ကသမီးဘယ်သူသင်ပေးတော့ဆိုတီတီဆရာအေးအတန်လေးနဲ့သင်ရတယ်ကလေးတွေကိုအဲ့လိုသမီးသိတဲ့ဘောကြတာပဲအတန်နဲ့သင်ပါကွယ်ပေါ့ကျေးဇူးတင်ပါတယ်ဆရာ။နော်စာပလူစာပါတော့။ဩဆရာကလည်းစာလေးရပလူလေးရပေါ့တဲ့။ဒီတော့စာလေးနဲ့ပလူလေးဘုန်းကြီးကြောင့်ဘာသွားလို့ရမှာတော့။ဘုန်းကြီးကစာတော့ထားပါတော့ပလူပါလို့ရမှာတော့ဟာ။ခက်ကဘာဖြစ်တယ်ခဏလူငယ်တွေနည်းနည်းကောက်အောင်ပါ popular culture ပေါ့။ရေပန်းစားနေ။ကျွန်တော်တို့ပြောခဲ့တဲ့ဂီတကျွန်တော်တို့ပြောတဲ့ကြပြကိုယ်ပိုင်ရှိတယ်ကိုယ်ပိုင်ရှိတယ်ကိုယ်ပိုင်ရှိတယ်လို့ကျွန်တော်တို့ပြောနေရင်းနေကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့ကလက်ဆင့်ကမ်းရတော့မယ်။နှစ်ပေါင်း2000ကျော်ဘိုးဘွားမိဘအများကတာဝန်ကျေခဲ့ကြပြီဒီရင်ချင်းမှုအမွေနဲ့အထုပ်ကိုကျွန်တော်တို့လွှဲပေးရမယ်လူငယ်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါနှလုံးသားတွေမာကျောနေကြတယ်။အုံနောက်တကားဖွင့်ထားတယ်ကမ္ဘာမှာ world medalist ရွှေတံဆိပ်တွေရ LCC ဆိုပထမပဲဘာဆိုတရုတ်စကားပြောပထမပဲဂျပန်စကားပြောဆိုလည်းပထမပဲမြန်မာလူငယ်တွေတော်လိုက်တာနဲ့အုံနောက်တကားကြီးဖွင့်ပြီးနှလုံးသားတကားကိုပိတ်ထားတဲ့အခါစာနာစရာရှိလို့လည်းမစာနာတတ်ခံစားစရာရှိလို့လည်းမခံစားတတ်တဲ့ဘဝတွေဖြစ်နေတယ်တချို့သောလူငယ်များလူကြီးသူမတွေ့လို့ဥညွတ်မှမသိကိုဝန်ဆောင်မိခင်များကားပေါ်တက်လာလို့ဖယ်ရမှမသိမျက်နှာလွှဲနေတယ်စသဖြင့်နှလုံးသားတွေကျွန်တော်တို့လူငယ်တွေမှာအုံနောက်တကားတွေပဲဖွင့်ပြီးနှလုံးသားတကားမဖွင့်တဲ့အခါကျတော့စာနာတတ်သောမြန်မာတို့ရဲ့ချစ်စရာကောင်းသောယဉ်ကျေးမှုသည်တစ်ဖြည်းတိမ်ကောလာနေတယ် semi culture ပေါ့မနေ့တိုင်းကျွန်တော်တို့ကိုတကားလာခောက်နေတယ်ခလေးတွေကိုလည်းပြစ်မတင်နဲ့ယဉ်ကျေးမှုအစ်စ်တွေကတကားကိုမနေ့တိုင်းခောက်နေတယ်ဖွင့်လိုက်ရင်အစ်စ်ဖြစ်နေပြီချက်ချင်းယဉ်ကျေးမှု instant culture coffee တို့ချက်ချင်းပေါက်တဲ့ coffee မုံကိုကျွန်တော်ရေထဲမှာပျော်တဲ့နိပညာတွေ့ပြီးတဲ့နောက်ပိုင်း instant ချက်ချင်းဖြော်တောက်လို့ရပြီကျွန်တော်ငယ်တော့ဘိုးဘိုးအမေတို့က coffee ဖြော်ညအိုးတဲ့အိုးကြီးနဲ့တရတယ်ဒီနေ့ဆိုတော့ coffee မုံထက်နိုးစီထက်တရားထက်တောက်ကြည့်တော့ချိုလုံးတော့ရေနွေးထက်ပေါ့သွားတော့ကော်ဖီမုန့်ထည့်ရင်ထည့်နေတစ်ခွက်စာပြောတာဓာတ်ဝင်နဲ့တစ်လုံးရနော်အဖေစုမဆိုလို့နောက်ဖေးသွန်ပြရနော်အခုကတော့ ready made instant everything instant ကော်ဖီတို့ instant ပဲ noodle ကောက်ဆွဲ instant ဓာတ်ပေါက် instant ပဲအင်ဂျီ ready made ပဲဟိုတော့လို့ဆက်ဆရာစီသွားပြီးတော့အကြာကြီးစောင့်မနေရဘူးကျွန်တော်တို့ကုန်းဆောင်မှာဆက်ဆရာဦးသားနဲ့ကျွန်တော်အကိုအပ်တဲ့အင်ဂျီကျွန်တော်ဝေ့ရတယ်ကြာလုံးလို့ဦးတန်းစီရမယ်အင်ကြီးချိုးရတယ်ဆက်ကလည်းတစ်လုံးရှိတော့ तू ကဘိုးကြတယ်တကြီးတဲ့အင်ကြီးချိုးရတာပဲအင်ကြီးချိုးပြီးကြောင်ကြိုက်ပြီးတော့လုတ်ပေးထားဦးတန်းကမှတ်လက်ရှိ26ဆိုသူမိမမလှရွှေတဲ့စာမတက်ဘူးမှတ်လက်ရှိ260တဲ့ခါတိုင်းတယ်ခါ38ခါတဲ့3800အင်ကြီးတော့ထွက်လာတာပဲဘယ်လိုလင်မယားနှစ်ယောက်ညှိတယ်လည်းမသိဘူးဒါပေမဲ့ကျွန်တော်တို့အမေကသွားရေးလို့ကျွန်တော်ကိုချုပ်ထားတဲ့အင်ဂျီတွေသေးသေးလေးဖြစ်ပြီးဘယ်လိုမှစွတ်မရတော့သူ့ဖြစ်ရှင်းနေရလည်းကောင်းတယ်မင်းကွာကိုညီလေးညာလိုက်ပါဟာအငယ်ကောင်ပေးပါလားအခုတော့မဟုတ်တော့ဘူး ready made ပဲကျွန်တော်တို့နော် hang me down ဘောချပြီးသားမှာဆိုတော့ခစ်ကနေလာပြီး ready made ဘာဝတ်ချင်တယ်လဲအကုန်အစင်တယ်ကြည်သီးလေးတက်လိုက်ရုံပဲ ready made စားတော့လဲ fast food junk food take away food အသင်စားနိုင်တာဒီလမ်းဘေးဝယ်စားရုံပဲအဲ့တော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ throw away စားပြီးလွန့်ပြစ်ဖြစ်သူနှစ်ယောက်မြန်မာတို့ရဲ့ချစ်ချင်းမြတ်တာယူမြေကြတေရပန်တက်တဆုံးဆိုတော့ကျွန်တော်တို့မိဘဘိုးဘွားများရဲ့မေတ္တာအပေါ်ဇနီးသားသမီးအပေါ်ထားသောတစ္ဆာတရားတွေ throw away ဖြစ်သွားပြီလို့လုပ်ယူစားထားပြီး throw away လုပ်လိုက်ဘယ်လိုလုပ်မလဲအဲ့တော့ throw away society ဖြစ်လာမှာကိုလူကြီးရဲ့ဆိုတယ်ကျွန်တော်တို့လည်းဆိုရင်တခါသုံးပြီးလွန့်ပြရတယ်လူဖွဲ့စည်းဖြစ်မှမသိဖြစ်လာရင်ကျွန်တော်တို့ယဉ်ကျေးမှုဘယ်လောက်ကြီးတယ်ပဲပြောတစ်ချိန်နဲ့နိုင်တယ်ယဉ်ကျေးမှုအသစ်တွေဟာကျွန်တော်တို့ကိုသွေးလို့ဆန်းတယ် that throws things away without using them again နောက်တစ်ခါထပ်ပြီးကျွန်တော်တို့သုံးလို့မရဘူးပြီးရင်လွန့်ပလိုက်တယ်ဆိုတော့စိတ်ဓာတ်တွေတဖြည်းဖြည်းလူငယ်တွေကြားထဲဝင်လာတယ်ကျွန်တော်တို့အဖေဝတ်တဲ့စွတ်ချေကအဖေဝတ်မရဘူးဆိုရေစစ်ဖြစ်သေးတယ်ရေစစ်ကဘလို့မှလုံးမရတော့ဘူးဆိုအမေကတူးပပေါ်ပါလို့သေးတာ
သူ့ဘဘောကမှသုံးမရဘူးဆိုမိဖို့ကြောင်ရောက်တာစုတ်ကြတဲ့3နှစ်လောက်ကောင်းကောင်းသုံးရအင်မတန်မြန်နိုးကြကိုယ့်အိမ်ကပစ္စည်းလေးအင်မတန်မြန်နိုးကြကိုလင်သားသစ္စာရှိကြတယ်ကိုဇနီးပေါ်သစ္စာရှိတယ်သားသမီးတွေကိုဝေဝေမျှမျှချစ်တဲ့အင်မတန်ကြီးမားသောယဉ်ကျေးမှုသို့တော်လည်းပဲယဉ်ကျေးမှုအသစ်တွေကကျွန်တော်တို့လာပြီးတကားခောက်တဲ့အခါ throwaway society ဖြစ်သွားမှာကျွန်တော်တို့သိဆိုတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေလည်းပြစ်မတင်နဲ့နေ့စဉ်နဲ့မြအသစ်တွေပေါ်ထွန်းတယ်မျက်စိကမခံနိုင်ဘူးမျက်စိကမလိုက်နိုင်ဘူးနော်ဒါကိုကျွန်တော်တို့ visual chaos ဖြစ်အမြင်ကတောင်းကနေဖြစ်ကုန်ပြီဘာလို့နေ့စဉ်နဲ့မြကွန်ပစ္စည်းတွေ electronic တွေ digitalize လောက်ထားတဲ့ပစ္စည်းတွေထွက်ပါများတော့ကျွန်တော်တို့ဒီ function တွေတော့မလိုက်နိုင်ဘူးကျွန်တော်တို့အုံနောက်ကမလိုက်နိုင်ဘူးမျက်လုံးကလည်းမလိုက်နိုင်ဘူးနှလုံးသားဆိုတာဝေးရောလိုက်ရင်ကျွန်တော်တို့မောတယ်ကျွန်တော်သမီးလေး9နှစ်ကြော်ရှိသေးတယ်လေယာကောင်းထက်လာသူကစားတတ်ပြီး game ကိုသူကစားတတ်နေပြီဒါကြောင့်သူတို့ကို thumb generation လို့ခေါ်တယ်လက်မမျိုးဆက်ဟန်ဆက်ကိုထုတ်မယ်လက်ထက်ကန်ထိုင်လက်မလေးနဲ့နှိပ်တဲ့ခက်ရောက်လာတဲ့အတွက်သူတို့ကို thumb generation ခေါ်ပြီလက်မမျိုးဆက်ဖြစ်သွားပြီသူတို့ဟာ digital နဲ့ electronic ကိုပိုက်ပြီးမွေးလာကြပြီကျွန်တော်ကတချင်းဂီတာတချင်းတစ်ခါလေးကြော်ခိုင်းရင်သမီး9နဲ့သမီးကိုသက်50ကျော်ကပြန်ပြီးမေးရတယ်သမီးဘဘကိုကြော်ပေးစမ်းမှာ2ပုတ်လောက်ဒီတချင်းကြော်ပေးနိုင်ပြီ reverse mentoring ပြောင်းပြန်တင်နေရပြီကျွန်တော်တို့ကပြောင်းပြန်တင်နေရလူငယ်တွေဆက်ပြန်တင်နေရပြီသို့တော်အဲ့လူငယ်တွေဒီနှလုံးသားတကားမဖွင့်ပဲအုံနောက်တကားကြီးပွင့်နေတော့တစ်ဖက်ဆွန်းရောက်ဖွံ့ဖြိုးနေသောလူငယ်တွေဖြစ်မှလဲဆိုပါတယ်နှလုံးသားကိုနူးညံ့အောင်လဲကျွန်တော်တို့လူကြီးသူမများအပါဝင်ကျွန်တော်တို့လူဖွဲ့စီတရားလုံးကတာဝန်တစ်ခုအနေနဲ့ဒီလူငယ်တွေကိုကျွန်တော်တို့စက္ခုပတောင်းကနေဖြစ်နေတဲ့ခေတ်မှသည်မိမိရဲ့ယဉ်ကျေးမှုမိမိရဲ့အမျိုးသားဇာတိဥပဒေလက္ခဏာ national identity မြန်နိုးရတဲ့လူငယ်တွေဖြစ်အောင်ကျွန်တော်ဝိုင်းဝန်းကြိုးပမ်းရပါမယ်နော်ဒါကြောင့်ခံစားရသောနှလုံးသားနဲ့ခံစားရသောစိတ်ရှိဖို့လည်းလိုပါတယ်ကျွန်တော်ချင်းလေးတစ်ပုတ်နှိုင်းရှင်ဆိုပြပြီးရင်ကျွန်တော်ဟောပြောချက်သိမ့်ပါမယ်ပထမသချင်းလေးကရုပ်သေးပွဲသွားရအောင်ရင်းကြံကကမြဲကိုအေးကျော်ချီလေတဲ့ချီလေးဤမြေမှဟိုတောင်နှံကျော်လန်းလို့သာခြေပါလေးပိုင်းယူပန်းတိုက်ကိုအေးကျော်နွားတင်းကုတ်ထဲမှာခဲတံလေးသရွေးစွပ်ပြီးရေးတာအမှန်တန်ဆင်းရဲရှာတောင်တော်ရွှေပုတ်ပါတဲ့သူရေးပါတယ်တီရီမင်္ဂလာအညာမြေဤမန္တိုင်တောင်သုံးလုံးဆိုင်ဒီထဲမှာမြင့်ညံသားတွေပါပါလိမ့်မယ်တီရီမင်္ဂလာအညာမြေဤမန္တိုင်တောင်သုံးလုံးဆိုင်ထက်ကုန်းမို့မှာကြွားခုံလို့ရှင်ဟာပြိုင်အိန္ဒနီလာပြမှိုင်းမောက်မြခနောက်သို့ဆိုင်4000ရောပြီးမြင်မှာဝင်ကြွားပြီးစွာမိုးကောင်းကင်တိုင်းမြင်းညံခရိုင်တစ်ခုရီတော့တောင်ပုတ်ပါကပြီးကြောက်စာကြိုင်ငကားလင်းချောစကသကဝါတောင်တော်ပန်းကိုင်းလှမ်းစပမီရဲ့ဝမ်ကဝေးတယ်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့ကိုကြီးကျော်ရဲ့စလုံးရှစ်လုံးကိုဒေါက်တာဥတုခကငွေ900ပေးဝယ်တယ်အင်မတန်အမှုပညာမြောက်တဲ့သချင်းဆရာအင်မတန်ဆင်းရဲရှာတယ်မြင်းညံသေးထဲမှာဖုံးရွက်ကလေးတွေရောင်းသွားဒီနေ့တော့သချင်းလေးတစ်ပုဒ်သူရေးတယ်မြင်းညံသူလေးရုပ်သေးပွဲဟိုဘက်ရွာသွားကြည့်မယ်အဖြစ်ကလေးကိုသူရေးတယ်သူတို့ရွာသူလေးတယောက်အင်မတန်ဆင်းရဲတယ်ပင်းခေါင်းနိုင်တပြေကိုင်းနဲ့နေမှိုင်းလို့ရွှေဝိုင်းလို့ဘေချီစောရုပ်သေးပွဲကဒီခေတ်လို့ကျွန်တော်တို့ကကြော်ညာလို့ရတာမဟုတ်ဘူးလက်ကမ်းကြော်ညာပေးလို့ရတာမဟုတ်ဘူးဘေချီနဲ့ညနေ4 နာရီလောက်ဆိုရင်အတန်ပေးရပြီဒီအတန်ကျရင်ရုပ်သေးပွဲရှိပြီဒီကနေ့မှသွားမကြည့်ရင်နောက်9နှစ်လည်းမသေးကြနောက်10နှစ်လည်းမသေးကြတော့အမေသမီးသွားကြည့်ပါရစေမေကိုခွန့်တောင်းသမီးရဲ့ဘယ်သူနဲ့လိုက်မှလဲရွာကပေါ့လှဲတွေနဲ့ပေါ့အမေရဲ့အကိုတို့နဲ့လိုက်မှာပေါ့ပင်ကောင်းတိုင်းတပြေကိုင်းနဲ့နေမှိုင်းလို့ရွှေဝိုင်းလို့ဘေချီစောတို့ဟိပြောအရှိရွာမစင်တော်ရုပ်သေးကိုနောက်ညရင်မမြင်ရရင်လွမ်းရလိမ့်လေဒီနေ့မှမကြည့်ရင်လွန်းလို့ဆုံးမှာမဟုတ်ဘူးအမေသွားကြည့်ပေးရစေဝေးကြွတချင်းလေးကိုလေးစဖွင့်ပင်ခေါင်တိုင်းတပြေးကိုင်းနဲ့နေမှိုင်းလို့ရွှေဝိုင်းလို့ဘေးချိစော်တဲ့အတန်းကြတော့ရင်းနေခုံပြီးပွဲကြည့်တယ်ရုပ်သေးပွဲကြည့်သမီးရဲ့ရေလေးတော့ခတ်ခဲ့ပါအောင်သူများလက်နဲ့လိုက်ရမှာအမေရဲ့ဒုက္ခပါပဲရေခတ်တော့လက်ရတင်းလေးရနဲ့စစ်ခါတာအမေသမီးပဲမိမတော့မိပါတယ်သမီးရဲ့ကိုယ့်အကိုတွေပဲနေပါအောင်ရှင်လို့တားထားရင်နေကြမှာပါ
သမီးရဲ့ရေလေးခတ်ခဲ့ပါအောင်မေရခွင့်ပြုမယ်ဆိုတော့သဘယ်ပန်းလေးတွေတီးရေစုပ်ဝတ်လေးနဲ့အုတ်ထားသဘက်ကလေးပွဲမှာခြုံဖို့သဘက်ကလည်းကောင်းကောင်းမရှိတော့အဟောင်းကိုပဲမင်းနဲ့ပြားနေအောင်ဆုပ်ပြီးလှမ်းအမေကသွားဟဲ့ဆိုဒီသဘက်လေးခြုံသဘယ်ပန်းလေးပန်ပြီးလိုက်ရမယ်တနခါကလည်းတောသူများပြီးကြောက်ပြင်ကတချမ်းပဲ့လို့နတ်သမီးကျွန်းထဲမှာလည်းပိုးလောက်လောင်းက50ကောင်းနဲ့တနခါကလည်းအပွေးမရှိမှန်ကလည်းဗရာမပါမှန်ပေါင်း4ဘက်မှာနှစ်ဖက်ကမပါဘူးထရန်ထို့ချိတ်ထားပြီးတော့ကြစ်နဲ့တွေ့ထွက်လာတာလေးပါလေးရိုးလေးကောက်ပြီးလှဲ့လှမ်းကြည့်ဒါလေးကိုဝေးချောကသချင်းကိုဝတ္ထုလေးဖြစ်အောင်ရေးတယ်ရေခပြန်ကတိလှဖို့ပြီးမှန်ကဘယ်စီနေတောင်းတောက်အောင်မွေးစပယ်ကွေဘသူဖွဲ့ပေါ်စိတ်ပြက်ပေါ်အေးလောင်စားနဲ့ရောင်းမရေးလောင်စားနဲ့ရောင်းမရေးရှာကြည့်အောင်လေမောင်ကြီးစောင့်မအောင်စပယ်ကွေပန်းကြီးအောင်မလေးတပည့်ပြားချုံလိုက်အောင်မလေးရေခပြန်ကတိလှဖို့ပြီးမှန်ကဘယ်စီနေဒီဘဖွက်သွားမှမသိဘူးရေးတယ်ကတိတယ်ဆိုတဲ့မြန်မာစကားပြောနေတော့ကတိချက်တော့စွန်းလေးတောင်မမှီဘူးဟဲ့ကျွန်တော်မိဘများပြောတယ်ကတိတယ်ဆိုတော့အညာဆုံးလေးထည့်ထားတယ်ရေခပြန်ကတိလှဖို့ပြီးမှန်ကဘယ်စီနေတောင်းတောက်အောင်မွှေးတောင်းမှကြီးတော်တဲ့သားသမီးပြမယ်လေပင်ထောင်းပြီးတောင်းနဲ့အော်လေးရှိအဲ့တော့မှကလေးတွေကတောင်းလေးတွေကပြေးလာအမေအတန်ဆိုတော့အတောင်နဲ့တိမ့်ပြီးအမလေးအမေဖြစ်ရှာလိုက်ရတာတောင်းတောက်တယ်ဆိုတာပြောတာဒီစာလေးကိုထည့်တာရေခပြန်ကတိလှဖို့ပြီးမှန်ကဘယ်စီနေတောင်းတောက်အောင်မွှေးတောင်းပါပြီများသားသမီးရှာတယ်လို့ရှားတယ်တောင်းတောက်ခဏတော့အေးတောင်းကိုတောက်လို့ငါစွန့်မမိပါဘူးတော့ပြောကြတယ်တောင်းတောက်တယ်ဆိုတာပါစပယ်ကွေဘသူဖွက်ကြစိတ်ပြပေါ်အေးလောင်စားနဲ့ရောင်းမရေးလောင်စားနဲ့ရောင်းမရေးရှာကြည့်အောင်လေလှဲ့လှမ်းတာတယ်မောင်ကြီးစောင့်မအောင်စပယ်ကွေပန်းကြီးအောင်မလေးတပည့်ပြားချုံလိုက်အောင်မလေးအချင်းလေးကဝတ္ထုဖြစ်နေနော်မျက်စိနဲ့မြင်အောင်ပါလို့စက်ရည်တဲ့ဘယ်ချိန်သွားတာလဲတဲ့တော်လှဲတွေကဟိုးချောင်းရိုးစထရောစီမှာနေဝင်တဲ့အချိန်သွားကြမှာဘုရားနီးနေညို့လှချောင်းရိုးစထရောစီလေးတွဲရမြည်လေရန်ကတည်းစီပါတဲ့ရုပ်သေးတော်လှဲတွေဆိုတော့လှဲငါစီရမပါဘူးဤနဲ့ဆိုတော့ဒီတော့ခင်ဦးမြင်လေးရဒီတချင်းဆိုတော့လဲဆံလေးပေါအောင်ဆိုလဲရန်ကတည်းစီပါတဲ့ရုပ်သေးဘုရားနေညို့လှမြတ်စွာဘုရားရဲ့သင်္ကန်းတော်ရောင်အနောက်မှာထွန်းပနေပြီတဲ့ဘုရားရောင်ဆိုညို့ရောင်သင်္ကန်းတော်ရောင်လို့လိမ္မော်ရောင်လေးကြီးတဲ့ဘုရားတယောက်နဲ့တယောက်ပြောတယ်အမကိုဘုတ်ခမရအတောင်ကလက်ဆက်တတ်တော့မြတ်စွာဘုရားသင်္ကန်းတော်ရောင်မလားဗျဘုရားပြန်ပြောတယ်အိုးကိုကြီးခမရလည်းစိတ်တမကြပါနဲ့ခမရအသားယူလည်းမြတ်စွာဘုရားတပိတ်တော်ရောင်ပါပဲဗျဘုတ်ကြီးမြောက်ကြီးဘုံမြောက်ဆိုတာပြောတာနော်အခုလည်းသင်္ကန်းတော်ရောင်ဘုရားနီးနေညို့လှချောင်းရိုးစထရောစီလေးတွဲရမြည်လေရန်ကတည်းစီပါတဲ့ရုပ်သေးဒါတော့ညဉ့်ညံလို့ဆင်းရဲတဲ့ကလေးလေးပွဲမင်းကလေးပွဲသွားကြည့်ကျွန်တော်တို့မန္တလေးသူများပွဲသွားကြည့်တော့အမလေးခေါင်းကဘိစပတ်ကြီးကတထောင်လောက်နဲ့စင်စရိုးကြီးကကွန်သီလုံးလောက်ထိုးလို့လက်ဘက်မှာစင်းကဇေယရီနဲ့လဲပေါ်မှာမှိုင်းလုံးကော်စောမှိုင်းကန်ကော်စောကြီးခင်းဘယ်လ်ဂျီယံကလာတဲ့ကော်စောကြီးခင်းလို့အပေါ်မှာထမင်းတောင်းနဲ့ဟင်းတောင်းနဲ့လက်ဖက်တောင်းနဲ့ရုပ်သေးစရာဆုချဖို့စိတ်ပေါ်လို့ထဲမှာရွှေတင်းကားတွေလည်းထည့်လိုက်လို့ရွှေချင်းကြီးတွေရွှေချေးရင်းကြီးတွေလည်းတစ်ဖက်9ချက်သားကွင်းကြီးတွေနဲ့ထမင်းကလည်းတရုတ်ပြည်ဂွမ်တောင်းကလာတဲ့ဖက်ထမိန်ပုံတော်ဖနက်က6လက်မလောက်နဲ့ဟိုးကွမ်တုံကလာတယ်ပေါ့ဗမာတော့ကွမ်တုံခေါ်တဲ့ဂွမ်တောင်းထမင်းကြီးဂရီပါထမင်းကြီးထက်ဆင်က9လက်မလောက်ဘိုက်ပေါ်တင်ဝက်အင်ဂျီကလည်းလက်ကျဲဂရီပါအင်ဂျီနဲ့မန္တလေးရွှေမြို့တော်ဒီများရက်ကြီးသူများပွဲသွားကြည့်တယ်လေခုနတော့ကလေးပွဲသွားကြည့်တယ်မတူဘူးနော်စင်အရသာဒီနွားမာလာလူမပြောနဲ့ရက်ကြီးသူများပွဲသွားကြည့်တော့ရှေ့ကနွားနှစ်ကောင်လုံးကျင်ခတ်ဘဝကြီးတွေနဲ့ဟိုမှာတောသူတွေကတပည့်မဲနဲ့ဆိုပြီးခြုံရတယ်ဒီမှာလူမပြောနဲ့တလိษံတောင်မှကျင်ခတ်ဘဝကြီးတစ်ဖက်တစ်ချက်ခြုံလို့လေရန်ဥလူကလေးတရုတ်တန်းဥလူကလေးရေးတယ်ရက်ကြီးသူယူရအစဆုံးလဲဆိုပြကြမှာတယ်အချိန်လဲနဲလို့နှိုင်းရှင်ရုံလေးကျွန်တော်ပြောပြရစီစင်အရသာဒီနွားမာလာကျင်ခတ်ဘဝတွေတင်ထားပါလို့အတော့နေမြန်နှကြော့ရင်ဟာနှင်းတန်းကိုင်းလို့မောင်းဘုဘဝစာပါပေါင်းရောင်မှာ
ကောင်းရလို့ပင်အယောင်များနဲ့ဆောင်ပန်းပေါ်သို့တင်အဲ့လိုပဲနေဝင်ချိန်ပဲနေဝင်နီးလေးကရင်စီလေးမဲ့ပြင်းဟီဟီဟဲ့လို့နေနတ်သွင်းလေးလေးလေးလုံခင်းတွေးလေးလေးစင်ရင်အဝေးကြီးကမြင်ပြန်လန်းပေါ်တွင်ပျော်ရွှင်ခင်းတို့လှဲနာလေးစားစားနဲ့ပျော်ကြတာပေါ့ပြန်လန်းပေါ်တွင်ပျော်ရွှင်ခင်းတို့လှဲဘိန်းသံကမစဲဘဝမျိုးအဖုံဖုံနေရဖုံတို့လဲရွှေမုံစားကျဲညနေခင်းမန္တလေးပြလန်းနေပေါ်မှာမန္တလေးသူများပွဲသွားကြည့်တာနေအောင်ကြတဲ့အခါတစ်ဖြက်နဲ့စိမ်းအောင်မြရောင်ဗရမ ्या ရောင်တွေတစ်ဖြက်နဲ့ရုပ်သိပွဲသွားကြည့်တဲ့ဘဝနှစ်ခုကျွန်တော်ပြောခဲ့ပါပြီမင်းနဲ့လေးစုပ်ပြီးသပယ်ပန်းလေးပန်ပြီးတနခါလေးတစ်ဖက်တစ်ချက်တိုးလဲနဲ့ပွဲသွားကြည့်တဲ့လုံမပြိုလေးနဲ့ရက်ကြီးသူများကမန္တလေးမှာပွဲသွားကြည့်တဲ့ဘဝနှစ်ခုနှိုင်းရှင်တဲ့အခါကျွန်တော်တို့ခစားရတယ်။ဘာပြောချင်တာလဲ။တချင်းဂီတကြပြာကိုခစားကမတ်တဖတ်ခါမတ်တရွတ်ခါမတ်တမဟုတ်ဖ ೇನೆ နဲ့နည်းနည်းဘယ်လိုစက်ခဲ့တီးခဲ့ဖွဲ့ခဲ့ကြတယ်လဲ။အနုပညာကိုဘယ်လိုပေါင်းစပ်ဖော်ကျူးကြတယ်လဲဆိုတဲ့စိတ်ခံစားမှုမျိုးကိုပါကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့သင်ပေးရလိမ့်မယ်။ကျွန်တော်တို့မှာအလုပ်တွေအများကြီးရှိရပါသေးတယ်နော်။ဒါကြောင့်ကျွန်တော်ဟောပြောချက်ကလည်း9မိနစ်ကြံတဲ့အတွက်ကျွန်တော်ညီကုန်းချုပ်ပါမယ်။ဒီဟာမျက်ရည်လိုတသိမ့်သိမ့်ဆစ်ဆစ်နေပါတယ်ကျွန်တော်ပြောလို့ရှိကလို့ရောင်စလုံးကြီးနဲ့ထိုးခွင်းတူးကြနဲ့ဒေါင်းလန်းကြီးနဲ့ထမင်းစားဖို့ကျွန်တော်မဆိုလိုပါခရမ်းငုတ်တို့ရောင်တော်လွတ်မှပုံတော်စင်ဝတ်ကြပါစို့မောင်ကြီးရေအောက်ပြေဆုံးလှေတော်ထိုးပိုးမှလိုက်မယ်လို့ရက်ကန်းကြထမင်းချမ်းနဲ့နေဖို့ကျွန်တော်မဆိုလိုပါရိုးလုံးတော့အပါတယ်ကျွန်တော်တို့သမိုင်းမအောင်ကျွန်တော်တို့ယဉ်ကျေးမှုမအောင်ကျွန်တော်တို့ရဲ့အနုပညာမအောင်ခေတ်ကာလနဲ့ညီညွတ်ပြောင်းလဲရတယ်ဆိုတာလည်းကျွန်တော်တို့သိကြပါတယ်လှေမျောတော့လှေနဲ့လိုက်လို့ရပြီမဲ့ယဉ်ကျေးမှုမျောတော့ယဉ်ကျေးမှုနဲ့လိုက်ဖို့ခက်ပါတယ်ကျွန်တော်တို့ရဲ့မျိုးသားဇာတိဥပဒေလက္ခဏာဖြစ်တဲ့ national identity မပြောက်အောင်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိကြပါပြီဒါကြောင့်အုံနောက်တကားတွေဖွင့်ထားနိုင်ကြသလိုနှလုံးသားတကားကိုလည်းဖွင့်နိုင်ကြပါစေကျွန်တော်တို့လူမျိုးမှာရှိပြီးသားကျင့်ဝတ်သီလများစောင့်ရှောက်နိုင်ကြပါစေမြန်မာတို့ရဲ့ယဉ်ကျေးမှုစံတန်ဘိုးကောင်းတွေကိုမြန်လို့လေးစားတတ်သောလူငယ်များဖြစ်အောင်ကျွန်တော်တို့လက်ဆင့်ကမ်းနိုင်ကြပါစေခံစားတတ်သောနာခံစားတတ်သောမျက်လုံးခံစားတတ်သောနှလုံးသားအပြင်လောကသဘာဝလူသဘာဝလောကအမူအရာလူအမူအရာများစင်ကြင်နိုင်တတ်ကြပါစေဉာဏ်ပညာဖြင့်ထိုးထွင်းသိမြင်တတ်သောစိတ်ခွန်အားများလူငယ်များကိုလက်ဆင့်ကမ်းနိုင်ကြပါစေကျွန်တော်တို့ရဲ့စာပေသဘင်ဂီတအနုတုခုဝါစာသောအစင်လာကောင်းကိုခံစားနားလည်တတ်သောနှလုံးသားလိမ်မာသောနှလုံးသားယဉ်ကျေးသောလူငယ်များဖြစ်အောင်ကျွန်တော်တို့ဝမ်းကြပါစို့အမျိုးဘာသာသာသနာကိုစောင့်ရှောက်တတ်သောရင့်ကျက်သည့်စိတ်ဖြင့်ပညာပြည့်ဝနှလုံးလှကြပါစေလို့ဆုတောင်းရင်ကျွန်တော်ညီကုန်းချုပ်ပါရခင်ဗျာ If you enjoyed the insights from this talk, don't forget to like and subscribe to our channel. Stay tuned with Sarpe Bahuta for more meaningful knowledge and life lessons.